Hello everyone ကျွန်တော်တို့ရဲ့ Binko Recap Channel မှာပြန်လည်ကြိုဆိုပါရစေဗျာအခုတစ်ခေါက်တင်သွားမှာကတော့ Boston School Manwa Chapter 3နဲ့6ကိုတင်ပေးသွားမှာပါဗျာကဲ bro တို့တွေးနေကြပြီမလား Chapter 3ကိုဘာလို့ပြန်တင်တာလဲဆိုတာဘာလို့ဆို Chapter 3ရဲ့ video ကိုတိုးလွန်းနေတော့ bro တို့မကြည့်ရသေးတဲ့လူလည်းရှိတယ်လို့ကြည့်ပြီးသားလူတွေလည်းရှိပါတယ်အဲ့ဒါကြောင့်ကြတော့ကမကြည့်ရသေးတဲ့လူတွေအတွက်နဲ့ Chapter 3နဲ့6ကိုမိနစ်အရှိကြီးနဲ့ကြည့်ယူသူတို့အတွက်တင်ပေးသွားမှာဖြစ်ပါတယ်ဗျာကဲစလိုက်ကြရအောင်ဒီတိုင်းကျောင်းသားတွေရဲ့တအံ့ပြောနေကြတာကစပါတယ်ဗျဟောင်းနေတော့ကြားကြလားငါတို့ကျောင်းကိုကျောင်းသားအစ်စ်တရရောက်လာတယ်တဲ့ဟေးကျောင်းသားအစ်စ်ဟာအဲ့ဒါဆိုရင်ငါနဲ့မဆိုင်ပါဘူးလူကျောင်းသားတရက်ကပြန်ပြောလိုက်ပါတယ်ထို့နောက်အတန်းထဲတွင်ဆရာမကအားလုံးကိုကိုယ့်နေရာကိုထိုင်ကြရန်အမိန့်ပေးလိုက်ပါတယ်သူကြီးညာခြင်းတဲ့ကိစ္စကိုမကြားနိုင်လိုက်တဲ့အောင်အတန်းကစူမြင်နေလို့ပဲဖြစ်ပါတယ်ဆရာမကဒီနေ့ကျောင်းသားတရက်လာလိမ့်မယ်နှစ်လယ်ပိုင်းမှာပြောင်းလာတာဆိုတာနည်းနည်းကတိကေအောက်ဖြစ်လိမ့်မယ်ဘာပဲဖြစ်ဖြစ်မင်းတို့ကူညီပေးလိုက်ပါအောင်ဆိုပြီးအတန်းသားတွေကိုအမှားစကားပြောနေပါတယ်အတန်းသားတွေတော့ဟုတ်ဆိုပြီးတညီတညာလေးပြောကြတာပေါ့ဆရာမေတော်အံ့ဩသွားရတယ်သူ့နမီကစီဆက်လမ်ဆရာမနည်းနည်းကြောင်နေတယ်ဟုတ်တယ်သူ့နမီကဆက်ခိုင်းလေဟန်ဆက်ခိုင်းငယ်လားအဲ့ဒါသူလားတိတ်ဆန်ထက်မေပြရေးစနဲ့အတာသူပဲဟုတ်တယ်အဲ့ဒါသူပဲဘလို့တောင်တိုက်ဆိုင်ရတာလဲထိုးစင်းအတန်အေးလေးနဲ့နှုတ်ဆက်စကားဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့နာမည်ဆက်သွားအနောက်ဘက်ကခုံအလွတ်တွေတော့မှထိုင်လို့ရတဲ့နာဆိုပြီးဆရာမကလက်ညှိုးထိုးပြလိုက်တာပေါ့ဒါနဲ့မင်းသားလည်းနောက်ဆုံးမှအိတ်ဒီပြန်နေလာတဲ့ចောင်းသားဘေးမှာအမိုက်စားစတိုင်နဲ့ဝင်ထိုင်လိုက်ပါတယ်ထို့နောက်ဘေးကြီးចောင်းသားတွေတော့ကိုပြုံးပြကဒါဆိုထို့နောက်ဟိဆက်မဟုတ်လားဆိုတဲ့ခေါ်တန်နဲ့အတူမင်းသားကိုចောင်းသားတယောက်ကစကားလာပြပါတယ်ထို့နောက်မင်းသားရဲ့ပကုံးကိုကင်တာမင်းကိုလွမ်းနေတာဆိုပြီးမင်းသားနဲ့ရန်ဆရှိတယ်လို့ထင်ရတဲ့ចောင်းသားတရက်ရောက်လာပါတယ်နောက်ထပ်ဒီចောင်းသားတရက်ကလည်းဒီနှစ်လဲအတူတွေပျော်ပျော်ရွှင်ရွှင်ចောင်းနေကြမယ်မလားတဲ့မင်းသားကလည်းခက်ဖြည်းဖြည်းယူလိုက်နေတာတစ်ဖက်ကចောင်းသားတွေကမင်းပါလို့ရည်နာတာလဲမင်းကမမှတ်မိတာဘူးလားဆိုပြီးဒေါသတကြီးနဲ့မိရတယ်တေချာပါမှတ်မိတာပါဘလို့လုပ်ရနိုင်မှာလဲဆိုပြီးခက်အေးပဲပြန်ဖြတ်လိုက်ပါတယ်ဒါကိုတစ်ဖက်ကចောင်းသားတွေကဒေါသထွက်ပြီးပါမင်းယူသွားပြီလားဆိုပြီးရန်ဖြစ်မဲ့အခြေအနေရလာတော့ဘေးနားမှာအိတ်ဒီနာတဲ့ចောင်းသားကတိတ်ဆန်းမမြင်ဘူးလားငါအိတ်နေတယ်လေဆိုပြီးဆရာကြီးထားနဲ့ချင်းချောက်ရတာတစ်ဖက်ကចောင်းသားတွေကလည်းလေကြောက်လန့်ပြီးတောင်းပန်ပါတယ်ဆိုတဲ့စကားကိုတုံချီချီနဲ့ပြန်ဖြေကြတဲ့အေးငါအိတ်နေရင်တိတ်တိနေကြဆိုပြီးပြန်အိတ်ပြန်ကောဒါနဲ့တစ်ဖက်ចောင်းသားတွေကလည်းဒါနဲ့မပြေးသေးဘူးနာခွေးကောင်ဆိုပြီးဒေါသတကြီးနဲ့ထွက်သွားလေတယ်ထိုစဉ်အဖိုးအိုတယောက်ကခန္ဓာကိုယ်ဂရင်ကြရိုင်နဲ့ဝင်လာပြီးဟာလိုဒီနေ့သင်ခန်းစာကဆိုပြီးသူလဲဒီနေ့တင်မဲ့သင်ခန်းစာကိုမေ့နေလေရဲ့အဲ့ဒီအချိန်ထွက်သွားတဲ့ចောင်းသားတွေကကျိန်စိမ့်နာပါတော့တယ်မင်းဒီရင်တေးရမယ်လေးပဲဆိုပြီးကျိန်နာတာပေါ့အဲ့ဒီအချိန်မင်းသားကတော့ဘာမှမသိပဲပြတင်းမြေပေါက်ကိုကြည့်ကတာယာလိုက်တဲ့ရာသီဥတုပဲဆိုပြီးငင်းနာတာပေါ့ထိုစဉ်ကျောင်းသူတရက်ကလည်းကြည့်ကမင်းသားနမီလေးကိုခတူတိုးလေးရေရွတ်နေတယ်ပြီးတော့မင်းသားကိုကြည့်ကဒါငါတိတဲ့တယောက်လားသူနဲ့တူတူပဲလားဆိုတဲ့အတွေးတွေနဲ့မင်းသားကိုကြည့်နေနိုင်ရင်မင်းသားနဲ့အကြည့်ချင်းဆုံသွားတော့တယ်မင်းသားကလည်းကျောင်းသူကိုမြင်သွားပြီးဟန်သူလဲငါကိုတိနေတာလားဘာပဲဖြစ်ပါဆိုပြီးပြတင်းပေါက်ကိုပဲကြည့်နေတာတယ်ကျောင်းကပျော်စရာကောင်းမယ်ဆိုပြီးအိတ်ချင်လိုက်တာလို့ညီရင်းနေရင်းနဲ့ပဲ chapter 3ကတော့အဆုံးသတ်သွားပါပြီ Boston School chapter 4ရဲ့အစမှာတော့မင်းသားကစာသင်ကုန်ပေါ်မှာအိတ်နေလေးရဲ့မင်းသားရဲ့ဘက်ကကျောင်းသားကမင်းသားကိုကြည့်ရင်ရုတ်တရက်မတည့်ရက်လိုက်ပါတယ်ထို့နောက်အကျော်ဆန့်ကထိုင်ရာကနေထသွားပါတော့တယ်အဲ့ဒီကျောင်းသားထသွားတာနဲ့တပြိုင်နက်တည်းတခြားကျောင်းသားတွေကသူထွက်သွားပြီလားဆိုပြီးတယောက်နဲ့တယောက်ကအကြည့်နဲ့အချက်ပြလိုက်ပါတယ်ပြီးတော့အိတ်ဒီနာနဲ့မင်းသားစီသွားကဟောင်းတောက်ကေးလေးမင်းကအယူလားဆိုပြီးရိုင်းပြစွာနဲ့ရန်သွားစပါတော့တယ်ငါသူရဲ့ခင်ကိုပိတ်ကန်ပစ်တော့မယ်ဆိုပြီးကျောင်းသား၃ယောက်ကထပ်လာကြပါရတယ်သို့တော့အတန်းကောင်းဆောင်လို့ထင်ရတဲ့ကျောင်းသူတစ်ယောက်ကလက်ကပြီးတားလိုက်ပါတယ်နင်ကဘာလဲငါတို့လမ်းကဖယ်ဆန်းဆိုပြီးကျောင်းသူကိုအော်တော့တာပါငါကဖယ်မိမနိုင်ဘူးဆိုပြီးအခဲအတင်ပြောရင်းမင်းကောအရိုက်ခံချင်နေတာလားလို့ကျောင်းသားတွေကဖျဲပါတော့တယ်နင်တို့တွေအခန်းထဲမှာရန်ဖြစ်လို့မရဘူးလေဆိုပြီးကျောင်းသူတွေလည်းကတားနေတာပေါ့တို့သာလူမိုက်ကျောင်းသားတွေကနားမထိုင်ငါဂယုမဆိုင်ဘူးငါလမ်းကဖယ်ဆန်းဆိုပြီးဒေါသတကြီးပြတာပါငါပြောနာတယ်လေမရဘူးလို့ငါကအတန်းရိပ်ခေါင်းဆောင်ပဲငါမင်းတို့ကိုလှုပ်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးအတန်းတွင်းရမဖြစ်အောင်ကျောင်းသူကတားနေတာပေါ့
ထို့နောက်မင်းသားကနောက်ကနေထလာပြီးငါရီတော့အားလုံးကိုလက်ခံပါတယ်ပြီးတော့ဘေးနားကိုဖယ်ပန်းနိုင်မလားအတန်းကြီးကောင်းရေးဆောင်ဆိုပြီးကျောင်းသူကိုတောင်းဆိုတာပေါ့ဒါမှအလဲတန်းကငါကောင်မလေးကွဆိုပြီးမင်းသားရဲ့တိတ်ခါကိုစကားတာပေါ့မင်းသားကလည်းမင်းသားကိုလွမ်းတယ်ဟလားငါလဲမင်းတို့ကိုလွမ်းနေတာကွဆိုပြီးခက်မဲ့မဲ့ပြုံးကပြောလိုက်ပါတယ်ထို့နောက်မင်းသားကအနှိမ်ကျင့်ကျောင်းသားတွေကိုငါငယ်ငယ်တုန်းကငါအမေကြောင့်ငါလက်ဆုပ်ခဲ့ရတယ်သူနဲ့ပတ်သက်ပြီးတခုခုများမားနာတာလားဆိုပြီးအနိုင်ကျင့်ခြင်းနဲ့ကျောင်းသားကတွေးနေရင်မင်းသားကသူ့စကားကိုဆက်ပြီးငါအဖေကပြောခဲ့တယ်ငါဖင်ကိုဘယ်ရီတာမှအကန့်မခံနဲ့တဲ့ဆိုပြီးခက်မိုက်မိုက်ပုံစံနဲ့ပြောလိုက်ပါတယ်ထို့နောက်စပင်အဝါနဲ့ကျောင်းသားကချွေတွေဆူရွှဲပြီးအခန်းထဲကိုပြန်ဝင်လာပြီးအခန်းထဲကကျောင်းသားကျောင်းသူတို့ကိုကြည့်ပြီးအခန်းရဲ့တိတ်ဆိတ်မှုကြောင့်မိမကုန်းတွေပြည်နေတဲ့အကြည့်နဲ့အတူသူ့ခုံသူပြန်အိတ်လေတယ်ရှေ့ခုံကကျောင်းသူကလည်းကြောက်လန့်နေတဲ့ရုံနဲ့နောက်ကိုမကြည့်ရဲခိုးကြည့်နေပါတယ်ဒါမဲ့မင်းသားကေတာအိတ်နေသေးပါပဲသို့တော့အပြင်တွင်အဲ့တော့မင်းတို့ကကြောင်းပြောင်းလေးကျောင်းသားကိုတွားရန်စပြီးရှုံးလာတယ်ပါဆိုတဲ့ကြောက်မက်ဖွယ်လေတံကြီးနဲ့လူမိုက်ကောင်းဆောင်လို့ထင်ရသူကပြောပါတော့တယ်ပြီးတော့အခုမင်းတို့ကငါ့ကိုပါအကူညီလာတောင်းနေတယ်ပါပြီလားမင်းတို့ဆောက်ရှက်မရှိကြဘူးလားဟန်ဆိုပြီးချိန်ဆပါတော့တယ်သူကအလဲတန်းတုန်းကတချိုင်ပတ်အားနေတဲ့သူပါဒါပေမဲ့တခုခုရတေပြောင်းလဲနာပြီးဆိုပြီးသူနဲ့မင်းသားနဲ့ဖြစ်ခဲ့တဲ့ရန်ပွဲကိုပြန်တွေးနှမိပါတယ်ပထမဆုံးမင်းသားရဲ့လက်သီးချက်ကအနိုင်ကျင့်တဲ့ကျောင်းသား၃ယောက်တုံးရဲ့မျက်နှာနဲ့မိတ်ဆက်ပြီးသားဖြစ်နေနာရောဒီအကြောင်းကိုပြန်တွေးမိတဲ့ကျောင်းသားကမင်းသူကိုတတိထားတဲ့နဲ့တန်းဆိုပြီးခန္ဓာကိုယ်ကြီးနဲ့ပဲကိုတတိပေးသေးတယ်အဲ့ဒါကြောင့်ဘဲကြီးကဒေါသထွက်ပြီးအကောင်ရှိတဲ့နေရာလိုက်ပြဆန်းဆိုပြီးမင်းသားရှိနေတဲ့အခန်းစီရောက်သွားကောသူကဒီမှာလားဟုတ်ပါတယ်ဗျဆိုပြီးအခန်းတကားကိုထိုးဖွင့်ကဟေ့နားထောင်ကြဆန်းအခန်းနံပါတ်3ကေကောင်းတွေကဘယ်တယောက်ကကျောင်းသားတစ်လဲကွာဆိုပြီးမင်းသားကိုလာရှာပါလေကဒီကျောင်းသားအေးကျောင်းတိပိသားသူတွေကတော့ဟမ်းမဖြစ်ဘူးဆိုပြီးပြောနေကြပါမဲ့တချို့မသေးသေးတဲ့သူတွေကတော့အဲ့ဒါဘသူလဲဆိုပြီးစူညံကုန်နိုင်ပါဟိုးနားမှာအိတ်တဲ့သူပါဆရာငါတိပြီဆိုပြီးမင်းသားစီလာတော့တယ်ငါသူ့ကိုကျောင်းရဲ့ကြိုးဆိုပွဲအေးကျောင်းတင်ပေးရမယ်ဆိုပြီးမင်းသားစီတလန်းချင်းလာနေပါတော့တယ်ကျောင်းသူတော်လည်းမလှုပ်ရဲကြတော့ဘူးသူကဘာကိစ္စဒီမှာရှိနေရတာလဲဆိုပြီးကြောက်နေကြတာပေါ့ဟေ့ကျောင်းသားတစ်ငါတို့စကားပြကြရအောင်ဟောင်းထဆန်းအယူကောင်ငါမင်းရဲ့အေးချောင်းကိုကြားရတယ်ငါရဲ့ငွေထုတ်လေးဆိုပြီးမင်းသားကိုအနိုင်ကျင့်ဖို့ထက်တရောက်လာပါတယ်သူတို့ကငါ့ကိုအလဲတုံးကျောင်းက Global Johnson ဆိုပြီးခေါ်ကြတယ်မင်းကြားဘူးတယ်မလားဆိုပြီးသူ့ကိုသူမိတ်ဆက်တာပေါ့ဒါမဲ့မင်းသားကတော့မသိနေဘူးလေမင်းကိုကြည့်ရတာရင်းနှီးတယ်လို့ပဲငါတို့စုံဘူးကြလားဆိုပြီးကြည့်နေတယ်မင်းမအကြောင်းပြောနေတာလဲဆိုပြီးမင်းသားကတော့ဒီကြောင်နေတောင်လုံနေတာပေါ့မင်းကဆိုပြီးဘဲကြီးကေတာတခုခုကိုတတိယသွားတယ်လို့ပဲဟုတ်ပါတယ်မင်းသားကတစ်ချိန်ကသူ့ကိုရှယ်ပလန်နဲ့ဆော့ဖ်တာတီးခဲ့ဘူးတဲ့သူပါပဲအဲ့ခါမှမင်းသားကတတိယပြီးမင်းကဘလို့လှုပ်တရားရလာလဲမင်းအကိုကဘလို့နေသေးလဲဆိုပြီးပြောင်းဆက်လုပ်နေတာတဲ့ဝါဘလောက်တွေတောင်အံ့ဩစရာလဲမင်းနဲ့ဒီနောက်မှတွေ့ကြမယ်ဆိုပြီးဘဲကြီးကေပြပါတယ်โอเคလေဆိုပြီးမင်းသားကတော့ပုံမှန်တိုင်းပဲအကြောက်လက်မရှိပြန်နေပြနေတာပေါ့မင်းကဒီမှာပါလုံနာလဲဆိုပြီးဘဲကြီးကအခန်းဝမှာခိုးနိုင်ထောင်နေတဲ့သူတပြည့်ကိုဝင်တာပေါ့မင်းမလို့သူ့ကိုဘာမှမလုပ်ခဲ့တာလဲအဲ့ဒါသူပဲလားမင်းပြောတော့သူ့ဖင်ကိုပိတ်ကန်ပစ်မယ်ဆိုပြီးသူ့ကိုအနိုင်ကျင့်လိုက်တဲ့သူကိုပြန်ချစေချင်နေတာပေါ့တွားရတာဆိုပြီးဘဲကြီးကခက်အေးအားပဲပြန်ပြောလိုက်တာပေါ့မင်းဘာကိုပြနေတာလဲမင်းသူ့ကိုမချဘဲနဲ့ငါတို့မသွားချင်ဘူးဆိုပြီးတောင်းဆိုနေတာပေါ့ငါပြောနေတယ်ထွက်သွားရတာဆိုပြီးဘဲကြီးကတော့ဘာရန်ပွဲမှဆက်မဖြစ်ပဲထွက်သွားတာပါဟိုတယောက်ကတော့ဒေါသတကြီးနဲ့ဘာတွေဖြစ်နေတာလဲလီပဲဆိုပြီးဘဝင်မကျဖြစ်နေတာပါမင်းသားကတော့စိန်ကြကြနဲ့အိုတွေ့ရတာဝမ်းသာပါတယ်ငါရဲ့အိမ်နီးနားဟောင်းကြီးရေဒီမှာအသည့်တွေတော်များတာပဲဆိုပြီးတွေးနေရင်းနဲ့ပဲရှာကငါအစမှာတော့မင်းသားရဲ့အမေကမေးလိုက်ပါတယ်တားလေးကြောင်းတက်ရတာအဆင်ပြေလားဘလို့နေလဲဆိုပြီးမေးလိုက်ပါတယ်မင်းသားကတော့ပျော်စရာကောင်းပါတယ်ဆိုပြီးပဲပြန်ပြောလိုက်ပါတယ်မင်းသားအမေကမေးပါတယ်ငါတို့ရဲ့ဂတိကိုမှတ်မိသေးလားဆိုပြီးတော့ပေါ်စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့မေးလိုက်ပါတယ်မင်းသားကလည်းတေချာတာပေါ့ဘသူကိုမှလည်းမရိုက်ပါဘူးဆိုပြီးပြောလိုက်ပါတယ်ဒါမဲ့စိတ်ထဲမှာတော့သူတို့ဘက်ကအရင်ရန်လာမဆက်ရက်ပေးဆိုပြီးပြုံးလိုက်ပါတယ်အဲ့ချိန်မှာပဲမင်းသားကစကားဆက်ဖြတ်လိုက်ပြီးထကနောက်မှတွေ့မယ်ပြောလိုက်တယ်မင်းသားအမေကလည်းသွားတော့မှလာတဲ့ဆိုပြီးမေးလိုက်ပါတယ်မင်းသားကလည်းဟုတ်တယ်ကြောင်းသွားတော့မယ်ဆိုပြောလိုက်ပါတယ်ဆိုင်ရှိမှာတော့မင်းသားကိုကြောင်းလိုက်ပို့ပေးဖို့စောင့်နေပြီးတော့မင်းသားလည်းထွက်လာတော့မက်လာပါဖော့ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်မင်းသားကတော့မျက်နှာထားကိုတီးလိုက်ပြီးတော့
စပင်ကိုအထက်ကိုလှန်လိုက်ပြီးငါအဲ့လိုမလုပ်ဖို့ပြောထားတယ်လေငါအရင်ရက်ကွတ်မှာဆိုပြီးမင်းသားကိုလာကြိုတဲ့တယောက်မှာတော့ဟုတ်ကဲ့ boss ကြတော့တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်မင်းသားကတော့ငါပြောနေတယ်လေတော်တော့လို့ဆိုပြီးကားပေါ်တက်ပြီးထိုက်လိုက်ကသွားရအောင်ဆိုပြီးပြောလိုက်ကကျောင်းကိုကားနဲ့ထွက်သွားလိုက်တာပေါ့မင်းသားရဲ့အမေကတော့ဆိုင်ရှိမှမတ်တက်ရက်ပြီးကားထွက်သွားတာကိုကြားညင်နေလိုက်ပါတယ်ကျောင်းမှာတော့မင်းသားနဲ့ဘေးခုံကတယောက်နဲ့ကတော့အိပ်ပျော်နေတာပေါ့တက်တောက်ဆိုပြီးနာယီကမြည်နေပါတယ်ဆရာမတယောက်စာတင်နေချိန်မှာတောင်သူတို့ကတော့အိတ်လို့မပြတ်သေးဘူးပြကြည့်ရတာဒီကောင်တွေကကျောင်းမှာအိပ်ပြီးညမှာတက်ကောင်ရံလောက်ထိကိန်းစော့နေကြတဲ့ဘရော်တို့နဲ့တူတူပဲထင်ပါတယ်အခုဇလန်းလေးကိုပြန်ဆလိုက်ရအောင်စပင်ရွှေအိုရောင်တဲ့ကောင်မလေးကတော့မင်းသားအိတ်နေတာကိုလှည့်ကြည့်လိုက်ပါတယ်အဲ့ချိန်မှာပဲတကားကိုဒုံးဆိုပြီးဆွဲဖွင့်လိုက်ပြီးကျောင်းရဲ့အားကစားနည်းပြကမင်းသားတို့ရှိတဲ့အခန်းထဲကိုရောက်လာပါတယ်အချိန်ခုနကစပင်ရွှေအိုရောင်တဲ့တယောက်ကတော့ချက်ချင်းဆိုသလိုပဲအားလုံးထပြီးနှုတ်ဆက်ကြဆိုပြီးပြောလိုက်ပါတယ်အားကစားနည်းပြဆရာကတော့အခန်းထဲကိုဟုတ်ပြီဆိုပြီးဝင်လာပါတယ်အားကစားနည်းပြကလည်းနောက်ဆုံးအတန်းမှာအိတ်နေကြတဲ့နှစ်ကောင်ကိုကြည့်လိုက်ပြီးဒီခွေးသားတွေကတော့ငါအချိန်မှတောင်အိပ်ပျော်နေကြတာပဲဆိုပြီးသူတို့စီကိုတွားလိုက်ပြီးမင်းသားတို့အိတ်နေတဲ့အနောက်ကိုရောက်လာပြီးအရှိကကောင်းတွေကရေးသူတို့တော့တွားပြီးဆိုပြီးပြောနေပါတယ်အဲ့ချိန်မှာပဲအားကစားနည်းပြကတော့မင်းသားနဲ့စပင်ဝါနဲ့တယောက်ရဲ့နားတွေကိုတစ်ဖက်စီဆွဲလိုက်ပြီးမင်းတို့ကောင်တွေဆိုပြီးဆွဲနေပါတယ်မင်းသားတို့ဘက်မှာတော့နာလို့ဟာဆိုပြီးအော်နေပါတော့တဲ့အားကစားဆရာကတော့ပြောလိုက်ပါတယ်တွေ့အရင်တစ်ခေါက်ကခွင့်လွတ်လိုက်တာကမင်းရန်ဖြစ်တော့မဲ့အချိန်မို့ဆိုပြီးပြောလိုက်ပါတယ်ဟာပြီးတော့မင်းကကောဘသူလဲမင်းကိုမမြင်ဘူးပါဘူးဆိုပြီးမင်းသားကိုကြည့်ပြီးပြောနေပါတော့တဲ့အဲ့ချိန်အတန်းကောင်းဆောင်ကလေးသူကအစ်စ်ပြောင်းလာတဲ့ចောင်းသားပါဆိုပြီးပြောပြလိုက်ပါတယ်အဲ့ချိန်အားကစားနည်းပြဆရာကတော့မင်းတီနှစ်ယောက်ငါအချိန်မှအိပ်ရဲလာလားဆိုပြီးဒေါသတွေထွက်ကအားကစားကွင်းထဲကိုအခုချက်ချင်းထွက်ဆိုပြီးပြောလိုက်ပါတယ်မင်းသားနဲ့ Victor ဆိုတဲ့တယောက်ကအားကစားကွင်းထဲကိုရောက်နေပြီးတော့ငါတို့ဘာလို့ရမှာလဲဆိုပြီးတယောက်တစ်ပေါက်ပြောနေကြတာပေါ့ Victor ကတော့ပညာလို့သူကိုဒါလို့စေချင်တာလဲဆိုပြီးအတွန်းတက်နေပါတယ်မင်းသားကလည်းဘာမှမသိရှာပါဘူးပြကြောင်းတောင်းလေးရက်ပြီးကြည်နေတာပေါ့ဘာလို့ဆိုသူတို့နှစ်ယောက်ကိုအခြားចောင်းသားတွေကဝိုင်းကြည့်နေတာပေါ့မင်းသားကလည်းပြင်းစရာကြီးဆိုပြီးညီးနေပါတော့တယ်အဲ့ချိန်မှာပဲအားကစားနည်းပြဆရာကတော့မင်းတို့သုံးပတ်ပြေးရမယ်စီမင်းကလည်းရိုးရှင်းပါတယ်ပထမဆုံးရောက်တဲ့သူကအပြစ်ကင်းလွတ်ခွင့်ရမယ်ဆိုပြီးပြောပြီးရုံးတဲ့သူကတော့မွေးဖွားလာခဲ့တာကိုနောက်တရားစီရမယ်ဆိုပြအားပြည့်နဲ့ပြောလိုက်ပါတယ်မင်းသားကတော့သူကအားပြည့်ပဲဆိုပြီးပြောနေတာပေါ့ဒါနဲ့ပါရမှာလဲဆိုပြီးစက်ထဲမှာတွေးနေတော့အားကစားမီးပြဆရာကတော့ပြန်ပြေးလေဆိုပြီးអော်လိုက်ပါတယ်မင်းသားကတော့ဟုတ်ကဲ့ဆိုပြီးဖြေလိုက်ပါတယ်အားကစားနည်းပြကတော့မင်းမပြေးဘူးလားဆိုပြီးပြောလိုက်ပါတယ် Victor တယောက်ကတော့စပြေးနေပါပြီမင်းသားကလည်းအနောက်ကနေတဖြည်းဖြည်းလိုက်နေပါတယ်ပြီးလေမင်းသားကစိတ်ထဲတွေးနေပါတယ်မနိုင်ရင်အရှက်ရမှာဆိုပြီးပေါ့အဲ့ချိန် Victor တယောက်ကတော့အရှက်ရမှာကိုမေးလိုက်တော့ဆိုပြီးစပြီးမင်းသားရဲ့ဘေးကနေပြေးသွားလိုက်ပါတော့တယ်မင်းသားကလည်းအမှတ်လိုက်လာပြီးဟီဆိုပြီး Victor တယောက်ကိုကြအေးလိုက်ပါတယ် Victor ကလေးပြန်ကြည့်လိုက်ပြီးနောက်ငတုံးကောင်ဆိုပြီးအားနဲ့ပြေးထွက်သွားပါတော့တယ်မင်းသားကဆက်တွေတူပြီးတော့ဟန်ဆိုပြီးအကျော်တွေပါထလာကနှစ်ယောက်သားသူမသားကိုမသားပြေးနေကြပါတယ်အဲ့ချိန်အားကစားနည်းပြမှာတော့ဘာတွေလဲဆိုပြီးပြောယုံပဲရှိသေးသူရှိကနေဖြစ်ပြေးသွားပါတော့တယ်ဟာဆိုပြီးပြေးနေကြတာပေါ့နောက်ဆုံးတော့တည်ကြသွားတော့တာပေါ့လက်ထက်ကတော့ဒီကောင်ဆိုပြီးကြည်နေလိုက်ပါတယ်မင်းသားကတော့ဒီနှစ်တော့ပျော်စရာကောင်းတဲ့နှစ်ဖြစ်တော့မှာပဲဆိုပြီးကျေနပ်နေပါတယ်နီးပြကလေးငါ Victor ကိုတော့ကောင်းသိတယ်ပြီးတော့ဒီကောင်ရောအပြေးကစားပွဲမှာပါဝင်တင်နေဆိုပြီးမင်းသားကိုကြည်နေလိုက်ပါတယ်ရှားတွက်6လေးရဲ့အစမှာတော့အမျိုးသားနှစ်ပန်းပွဲလေးကနေအစပြိုးထားပါတယ်အခုတော့အမျိုးသားနှစ်ပန်းပွဲနောက်ဆုံးပွဲစဉ်မှာဘသူတွေရောက်ရှိပြီးဘသူကအနိုင်ရသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုပြီးကြေညာနေပါတယ်ထိုပွဲစဉ်ရဲ့ခန္ဓာကိုယ်၄ချိန်တိုင်းတာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့သူကရာနောက်တစ်ပွဲနိုင်တာနဲ့ငါကအသင်းထဲရောက်မှာကွာဆိုပြီးအားရင်ပြည့်ဖြစ်နေတာပါတယ်ပြီးတော့မင်းကကလေးစိုးတတ်တာပဲဒါကလွယ်ကူမှာပါဆိုပြီးတစ်ဖက်ပြိုင်ဘက်ကိုတိုက်နေတယ်ပါတစ်ဖက်လူကလည်းဘာပြောလိုက်တယ်ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်တာပေါ့ထိုနောက်ပြိုင်ပွဲဝန်းထဲတွင်ပြိုင်ဘက်အသင်းသားကခုနကလေကြီးနာတဲ့ကောင်ကိုတစ်ချက်တည်းအနိုင်ယူလိုက်ပါတယ်အယူကောင်အကုန်လုံးပြီးသွားတဲ့နောက်မင်းကလေသမားပါပဲဆိုပြီးထွက်သွားပါတယ်လူလဲတဲ့အခန်းထဲမှာတော့ Brock လို့ခေါ်တဲ့ဗလာတောင်နေတာနဘန်းသမားကထိုင်နေပါတယ် Hey Brock ဆိုပြီးလူတယောက်ကခါတော့မင်းကလေးမှာပါလုံနေတာလဲဆိုပြီးဘူးကြည့်နေတာပေါ့ကောင်းပြီငါပြောမယ်ဆိုပြီးသူပြန်ရောက်လာပြီးဆိုပြီးဘဲကြီးကသွားရပြတာပါအဲ့ဒီကောင်နေလငါတို့ကေးလေးတုံးကငါတို့ကိုအနိုင်ယူလိုက်တဲ့ကလေးလေးမင်းမမှတ်မိဘူးလား
ဆိုပြီးဘဲကြီးကမင်းသားအကြောင်းကိုပြန်ပြပြနေတာပေါ့ထိုအခါဘရတ်ကရီပြီးတော့ကျေနပ်နေတယ်လို့ပါပဲအဲ့ဒီအကောင်ဆိုပြီးကြိတ်ဖို့ပြင်တာပါအကြံပေးခန်းထဲမှာကမင်းသားနဲ့စပင်အဝါနဲ့ចောင်းသားကိုလူတလေးယောက်ကငါအတန်းထဲမှာအိမ်နာတဲ့မင်းတို့ကိုမဖမ်းနေရတာထပ်ဖို့ကောင်းမယ်နားလေလားဆိုပြီးသူ့အတန်းထဲမှာအိမ်နေတာကိုသဘောမကျတဲ့ပုံနဲ့တတိပေးပါတော့တယ်ဟုတ်ကဲ့နားလဲပါတယ်ဆိုပြီးပြန်ဖြေတာပေါ့ပြီးတော့ Victor မင်းရောနောက်ပြိုင်ပွဲကဘယ်တော့လဲဟောက်နီးပြကြတော့မှတ်ပုံတက်မတင်ရသေးဘူးဆိုပြီးပြောလိုက်ပါတယ်နီးပြကတော့ဟာအဲ့ဒါဆိုဘာလို့မင်းက professional တယောက်ဖြစ်ချင်တာလဲလို့မေးလိုက်ပါတယ်ပြီးတော့မင်းရဲ့ကိုယ်လေးချိန်ကိုမြင်းဖို့အစားများများစားဖို့ပါမာလိုက်ပါတယ်အဲ့ချိန်မှာ Victor တယောက်ကငြိမ်သက်သွားတာပေါ့နောက်အားကစားနီးပြကမင်းသားဘက်ကိုလဲလာပြီးတော့မင်းရောဘယ်အားကစား clubs တွေ့တဲ့ဝင်နေပြီလဲဆိုပြီးရုတ်တရက်မေးလိုက်တော့မင်းသားဘက်မှာတော့ဟန်ဆိုပြီးဖြစ်သွားတာပေါ့နောက်နီးပြကမင်းအားကစားအသင်းတွေတီလာပြီးတော့အဲ့အားကစားထဲမှာမင်းတစ်ခုခုလှုပ်လာပြေးတာတို့ဘာတို့ပေါ့အဲ့လိုမျိုးမေးနေပါတယ်မင်းသားကတော့မလုပ်ပါဘူးဆိုပြီးပြန်ဖြေလိုက်ပါတယ်အဲ့တော့နီးပြကလည်းဟန်တကယ်ကြီးလားဆိုပြီးပေါ့စိတ်ထဲမှာတော့သူကအလားလာရှိတာပဲဆိုပြီးတွေးနေကအပြင်ပိုင်းမှာတော့စိတ်မပါသလိုလှုပ်ပြီးတော့မင်းသားနဲ့ဗစ်တိုတို့ကိုမင်းတို့အတန်းထဲကိုပြန်ဝင်တော့ဆိုပြီးပြေးညလိုက်ပါတယ်မင်းတားနဲ့ဗစ်တာကလည်းအသားလေးထွက်သွားလိုက်ပါတယ်သူတို့လည်းတန်းထဲကိုပြန်ရောက်တော့ဆရာအဖိုးအိုကြီးတယောက်ကစာဆက်တင်နေတာပေါ့မင်းသားတို့ကိုလည်းမြင်တော့ကိုနေရာကိုဝင်ထိုင်ပါဆိုပြီးပြောလို့တောင်မဆုံးသေးဘူးမင်းသားနဲ့ဗစ်တာကလည်းသူတို့ရဲ့နေရာဖြစ်တဲ့နောက်ဆုံးမှသွားထိုင်ပြီးစာဆက်တင်နေတာပြေးမကြပါဘူးဗျအဖိုးအိုကြီးတယောက်စာတင်နေတာဆိုတော့မင်းသားတို့တွေကိုလည်းမပြောနဲ့လေတန်းလုံးကပါအစပြင်းနေပြီးလေအဲ့ချိန်မကြပါဘူးမင်းသားနဲ့ဗစ်တာကတော့ခေါင်းကိုခုံပေါ်တင်ပြီးတာနဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးချက်ချင်းဆိုသလိုအိပ်ပျော်သွားတာပေါ့အဲ့တော့သူကဒီမှာလားဆိုပြီးနဗန်းပွဲကဘဲကြီးကေမမရတယ်လီပဲနေရာရွအများကြီးထဲမှာဘာလို့ဒီမှာလဲဆိုပြီးနဗန်းဆရာကြီးကကျောင်းကိုကြည့်ပြီးပြောနေတာပေါ့အဲ့နောက်မှာဆရာရဆိုတဲ့ခေါ်တန်နဲ့အတူဘရတ်ကတိမာဆိုပြီးသူရောက်ရီကျောင်းကြညာတာပါဒါမဲ့ဆရာကြီးကတော့မကြဘူးလားအဲ့ဒါနဲ့ဘာလဲဆိုပြီးပြန်မေးတော့ဘရတ်အဒီရောက်နေနာပြီဆိုပြီးအကျယ်ကြီးអော်ပါတော့တယ်အဲ့ဒီအချိန်တခန်းလုံးတိတ်ဆိတ်သွားပြီးတယောက်ကဆိုဘရတ်ဟလာလာပြန်ပြီလားဆိုပြီးဂရုကိုမစိုက်တဲ့ပူဇံနဲ့ပြောပါတော့တယ်ထို့နောက်ကျောင်းသားကောင်စီအဖွဲ့ရဲ့အစည်းအဝေးမှာဘသူဒီမှာရှိလဲဆိုပြီးအလဲမှာထိုင်နေတဲ့ဆရာကြီးထားနဲ့လူကေမင်းလာပါမင်းသားကတော့ခုထိကိုသူခုံမှာသူအိတ်ရနာတော့မဲ့ကဘာကြီးနဲ့အဆက်အသွယ်ပြတ်နေပုံပဲဗျာသူကသာအိတ်ရနာတာသူ့ဘေးကစပင်ဝါနဲ့ဤကောင်ကအဝတ်စားကိုတတ်တချချဝတ်ပြီးစပင်ကိုတက်ကလေ့ကျင့်ခန်းလုပ်ရင်းပြေးပါတော့တယ်ထို့နောက်နဗန်းပညာရှင်လူမိုက်ယုံနဲ့ပဲကြီးကဟေ့စပင်ဝါကောင်ခန်းနံပါတ်3ကဘယ်မှာလဲကွဆိုပြီးမေးပါတော့တယ်ဟိုကောင်ကလည်းဂယုမဆိုင်တဲ့အထာနဲ့ဆိုတော့ဒေါသထွက်ပြီးចောင်းသားရဲ့ပကုံးကိုကင်လိုက်ပါရတယ်ဒါကိုចောင်းသားကမင်းကပခုံးကိုမလွတ်ဘူးဆိုရင်ငါမင်းကိုတက်ပြစ်ရလိမ့်မယ်ဆိုပြီးခက်ချီချီပဲပြန်ပြပါတော့တယ်ကဲ Boston School Man ဝလေးကိုဒီမှာတင်မဲ့ဇလန်းလေးကိုအဆုံးတက်လိုက်ပါတယ်ဗျာနောက်ဆိုရင် chapter တွေကိုအပူလိုက်တင်ပေးသွားမှာပါဗျာကြတော့တို့ရဲ့ YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦး